အားလုံးပဲမင်္ဂလာပါခင်ဗျာတက္ကသိုလ်တော်မြန်မာပြည်လည်ကျူစလိုက်ပါတယ်ဒီနေ့2026ခုနှစ်ဩဂတ်လ9ရက်နေ့နေ့လည်ပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဆက်မဲ့သတင်းကြောင်းလေးကတော့မော်လမျိုးနဲ့စိတ်ကနာစီရည်ပြီးရည်ရှင်ဖြစ်ပေါ်နေခြင်းနဲ့ပတ်သက်ပြီးရေလိုများများတူဖို့ဆော်လုံးနိုင်ရဲ့အတွက်ကွန်ဂရက်ရေလိုမြောင်းတူဖို့ဆော်ရနိုင်ရဲ့စေတနာရှင်ဥမာကိုကျောင်းငယ်အားလုံးကိုလှူဒန်းပါမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာအေယော်ရည်တကြီးတော့ခင်ဗျာမော်လမျိုးနဲ့စီစိတ်ကနာစီတယ်မိုးရသည်ရောက်တိုင်းရေပြည့်ရည်ရင်ပြန်ဖြစ်ပေါ်လေရှိသည့်အတွက်ရင်းနှီးမမြောက်ကိုစနစ်တကျစောင်းရနိုင်ရန်အတွက်မြို့နယ်စီဗီတာရဲဥဖွဲ့တို့ကိုကလေးရည်မြောင်းပြုလုပ်နိုင်ရန်အတွက်ကိုကြောင့်မို့ငွေအလုံးအားလူလန်းပြမြူစေရရှင်ဈေးတူကဥလာ၄ရက်နေ့ကတို့ကြားခဲ့ပါတယ်ခင်ဗျာထို့သူလူတွေရရင်အကြောင်းမှာကျွန်တော်တို့ဈေးရောက်ချရရှိသောစိတ်ကဲနာဈေးသူဈေးသားများသည်နှစ်စဉ်မိုးရသည်ရောက်တိုင်းရေပြည့်ရေရှင်ရည်များဖြစ်ပေါ်လေရှိသည့်အတွက်ဈေးတိရှိလက်မြတ်ပေါ်တွင်ရေများမြင့်တက်လာသည့်အတွက်ဈေးသူဈေးသားများဈေးဝဲသူပြည်သူများတွားလောင်မှုခက်ခဲသည့်ရဲ့ရှိသည့်အပြင်ဈေးဆိုင်ကများပြည်သူရေများဝင်ရောက်လာသည့်အတွက်စားသောက်ကုန်ပစ္စည်းများကျက်သွန်အာလူစသည်များပုတ်ပွား၍ပျက်စီးကုန်ကြသည့်အပြင်စားအုံးစီပေပါများတန်ကြီးကွက်၍ပေါက်ပေးပစ္စည်းများလည်းဖြစ်ပေါ်လေရှိသည့်အတွက်ဈေးရောင်းချလျက်ရှိသောအငန်းပက်ရှင်များနေဖြင့်များစွာညနာဆုံးဆုံးရဲ့ရှိကြောင်းပြောကြားခဲ့ပါတယ်။ရင်းငယ်တို့စိတ်ကန်းသာစီအပြင်ရည်ပြည့်ရည်ရှင်မှုကြောင့်ရင်းလုံးများကိုမြို့နယ်စီပင်သားယာရေးအဖွဲ့ကရှင်းလင်းဆောင်ရွက်တော်လဲမြေသားများဖြစ်သည့်အတွက်ကြောင့်မလို့စိတ်ကဲမဲ့ဈေးတယ်များကရည်မြောင်းနေလို့အမှန်များစွန့်ပြစ်ခြင်းကြီးကြီးကျင်ငယ်များစွန့်ပြစ်ခြင်းများကြောင့်ရင်ရွေထက်မရှိဘဲရေပုံများမှာအနံဆုံးများထောက်ပေါ်နေသည့်အတွက်ဈေးသူဈေးသားများမှာကုန်ပစ္စည်းများရေဆိုရိပ်ပစ္စည်းဆုံးရှုံးနေတာမကကျမကြီးထိခိုက်မှုများကဖြစ်ပေါ်လာသည့်အတွက်ကြောင့်မလို့မိမိတော်ဝင်ကြီးမိမိမျိုးရာတက်ရှိတရားနှပ်ပါစီရည်ဒီမိမိတို့ကိုယ်တိုင်တာဝန်ရှိတဲ့ခုသောဆောင်ဝဲတဲ့အညီစိတ်ကဲ့တာသေးရင်လူမြောင်းရည်စည်းရည်လာကောင်းမွန်စီအတွက်ယခုမြေသားနဲ့ရင်မြောင်းအောင်ပုဂ္ဂလိလည်းအမြင်ရန်အတွက်ကိုယ်ကြောင့်မှုကိုသူလန်းကောင်းယူဖြစ်ကြောင်းနဲ့မြို့နယ်စီပင်သားယာယီဌာနတို့အတိပေးတင်ပြထားပါကြောင်းကုန်ကလေးရင်မြောင်းအလှရှိမှပြောပြခဲ့ပါတယ်ခင်ဗျာဆက်လို့မြို့နယ်စီပင်သားယာယီအဖွဲ့တို့စိတ်ကဲ့တာသေးရည်ပြည့်ရည်ချမ်းဖြစ်ပေါ်နေခြင်းနဲ့ရင်လူမြောင်းများရည်စည်းရည်လာကောင်းမွန်စီရည်အတွက်ဆောင်ရွက်မှုအခြေအနေအားလေ့လာစူးစမ်းကြရလက်ရှိမှာတော့မြေသားလန်းရင်းနှီးမြောင်းမှာကုန်ကလေးရည်မြောင်းအဖြစ်ပြုလို့ဆောင်ရင်းနေရတဲ့အတွက်အလှရှင်ပေါ်ထွက်လာသည့်အတွက်ကြောင့်မလို့မြို့နယ်စီပင်သားရေးကော်မတီတို့တင်ပြသွားမှာဖြစ်ပြီးကိုလေးရည်မြောင်းပြုလို့နိုင်ရတဲ့အတွက်ကျူးကျော်ဈေးတွေများကိုလည်းဥပဒေအညီရှင်းလင်းဖယ်ကြားမှုများပြုလို့ဆောင်ရည်ရှိကြောင်းသိရပါတယ်ခင်ဗျာ၎င်းရည်နှီးမြောင်းပြည်စည်းစောကရည်ရည်လာကောင်းရဲ့အနံဆုံးများနဲ့ကိစ္စင်သွားမှာဖြစ်ကြောင်းမြို့နယ်စီပင်သားရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြန်လည်ဖြေကြားခဲ့ပါတယ်ခင်ဗျာကျွန်တော်တင်ဆိုင်ကိုကြည့်ရှုနေကြတော့ရဟန်းရှိလူပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့သာဝရပြည်စုံနေကြပါစေကျွန်တော်တက္ကသိုလ်မူကြီးမှာထောင်းနိုင်ဖြစ်ပါတယ်ခင်ဗျာ